Manchester United ပရိသတ်ဖြစ်ရတာဟာတခါတလေကြရင်အသေးကွဲဇလန်းတွဲတပုတ်ကိုအပတ်စဉ်စောင့်ကြည့်နေရတယ်လို့ပါပဲရှုံးပွဲတွေကိုဟာဒအမြင်နဲ့ကြည့်မယ်ဆိုရင်ဒီလိုအချက်လေးတွေတွေ့နိုင်ပါတယ်။တဲ့မျော်လင့်ချက်ဆိုတဲ့ထောင်ချောက် United ပရိသတ်တွေရဲ့ထူးခြားချက်ကပွဲမစခင်တိုင်းဒီနေ့တော့နိုင်မှာပါဆိုတဲ့စိတ်နဲ့ TV ရှေ့ထိုင်ကြတာပါပွဲပြီးသွားရင်တော့နောက်ပတ်ကြရင်တော့ပြောင်းလဲမှာပါဆိုတဲ့စကားကပရိသတ်တွေရဲ့အမျိုးသားသချင်းဖြစ်နေပါပြီ။နှစ်ဆရာကြီးဖာဂူဆန်ရဲ့တစ္ဆေအတင်းရှုံးနေတဲ့အချိန်ကင်မရာကပွဲကြည့်စင်ပေါ်ကဆရာကြီးဖာဂူဆန်ကိုဖျက်ရိုက်လိုက်ရင်သူ့မျက်နှာကငါဒီရွယ်ထိဒါတွေကြည့်နေရတော့လားဆိုတဲ့အထာနဲ့ပါပရိသတ်တွေကလည်းနိုင်ရင်ဖာဂူဆန်လက်ထက်ကိုလွမ်းနယ်ရှုံးရင်လဲဖာဂူဆန်ကိုပိုလွမ်းကြပါတယ်။၃နောက်တန်းတခါတလေ United ရဲ့နောက်တန်းကစားပုံကပရီးမီယာလိပွဲထက်အငိမ့်ပွဲနဲ့ပိုတူနေတတ်ပါတယ်။လူကြုံဖန်းတာလားပြိုင်ဘက်ကိုလမ်းဖယ်ပေးတာလားဝေခွဲမရတဲ့အခိုက်အတန့်တွေကတတော့ပေါ်မှာဟာဒဗီဒီယိုလုပ်ဖို့အကောင်းဆုံးကုန်ကျန်းတွေပါပဲ။ 4GGNU ရဲ့အတိတ်ပဲတိအရင်က Glory Man United ဆိုပေမဲ့အခုနောက်ပိုင်းရှုံးပွဲတွေဆက်တဲ့အခါပြိုင်ဘက်ပရိသတ်တွေကဂျန်ဒလီကရင်မက်ခရက်အပြိုင်ဘက်ကိုအေးအေးဆေးဆေးအမှတ်ပေးလိုက်ခြင်းလို့တောင်နောက်ပြောင်တက်ကြပါတယ်။ငါးနှလုံးယောဂါနဲ့ United ပွဲကြည့်မယ်ဆိုရင်ဆေးစစ်ချက်အရင်ယူထားဖို့လိုပါတယ်။ဘာလို့လဲဆိုတော့သူတို့ကနိုင်ရင်လဲကတ်နိုင်တာမျိုးရှုံးရင်လဲပွဲပြီးခါနီးမှဂိုးပေးလိုက်တာမျိုးနဲ့ပရိသတ်တွေကိုယိုလာကိုစတာစီးသလိုရင်ုံအောင်လုံနိုင်စွမ်းရှိလို့ပါ။အနှစ်ချုပ်ရရင် United ရှုံးတာကိုကြည့်ပြီးစိတ်ညစ်မဲ့အစားဒါဟာငါရဲ့တေးခံနိုင်စွမ်းကိုစမ်းသက်နေတာပဲလို့တွေးလိုက်တာကစိတ်ချမ်းသာဖို့အကောင်းဆုံးနည်းလမ်းပါပဲဘာပဲဖြစ်ဖြစ်တရေနီမှတရေနီဆိုတော့လဲနောက်ပွဲကြရင်ပြန်ကြည့်ကြအောင်မှာပါပဲလေ။